Tada dana tila dana hiri udapi yang dana Tuda dana sa gosa pinya we tatama dana Dagaji the hori logaji ma Simane chanda go pinai ne Belu yang tu myuga ma lebe lu yu phesi lo mayare anau she pe lo mayare Tike dambu myen ma la de usa pisi ji 9 မျိုးရှိတယ်တဲ့အဲ့ဒီဥစ္စာပစ္စည်းကြီး 9 မျိုးကဘာတွေလဲဆိုတော့နံပါတ် 1ယတနာမြတ်သုံးပါးရဲ့ဂုဏ်တတ္တိနဲ့ကံကံရဲ့အကျိုးကိုယုံကြည်ခြင်းလို့ဆိုတဲ့တတ္တတရားမိမိရဲ့ကိုယ်နဲ့နှုတ်ကိုအပြစ်ကင်းအောင်စောင့်စည်းထိန်းသိမ်းနိုင်ခြင်းလို့ဆိုတဲ့သီလတရားမကောင်းမှုအကုသိုလ်တွေကိုပြုတ်ပြောရတွေးရမှာကိုရှက်တယ်လို့ဆိုတဲ့ဟိရိတရားမကောင်းမှုအကုသိုလ်တွေကိုပြုတ်ပြောရတွေးရမှာကြောက်တယ်လို့ဆိုတဲ့ဩတ္တပတရားရသော်ဘုရားဟောတော်မူခဲ့တဲ့တရားဒေသနာတွေကိုမျက်မျက်နှုံနှုံတန်ဖိုးထားပြီးတော့လေ့လာလိုက်စားမှတ်သားမှုအကောင်းလို့ကိုယ့်ရဲ့ခေါင်းနဲ့စိတ်ထဲမှာဒီတရားဒေသနာတွေနဲ့ပတ်သက်ပြီးတော့အများကြီးသိမြင်နားလည်ထားတယ်လို့ဆိုတဲ့သုတ္တတရားစွန့်လွတ်နိုင်စွမ်းရှိခြင်းလို့ဆိုတဲ့ဇာဂတရားကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိမြင်နားလည်သဘောပေါက်ခြင်းလို့ဆိုတဲ့ပညာတရားဥစ္စာပစ္စည်းကြီးဘယ်နှမျိုးတော့9 မျိုးနော်တတ္တာသီလဟိရိဩတ္တပသုတ္တစာကပညာဒီသူတော်ကောင်းတွေမြတ်လို့တဲ့ဥစ္စာပစ္စည်းကြီး 9